Hello, it's me, Teacher Dada. Traveling journey ရဲ့လို့ပြောလိုက်ပြီဆိုတာနဲ့ Teacher တို့က internet ပေါ်က conceptually ပြုလုပ်ထားတဲ့အကြောင်းအရာတွေပဲခေါင်းထဲမှာရောက်လာတယ်ဟုတ်ဒီလိုမျိုးပေါ့နော်နှစ်ခုနှစ်စုံနှစ်ယောက်လို့ဖြစ်နေခြင်းကနေ duality ကနေ non duality ကိုပြောင်းလဲပြီးတော့ unity consciousness ကိုတည်ဆောက်ဖို့Teacher card ပြပေါ့နော်ကောင်းမွန်သောနည်းလမ်းအနေနဲ့ coaching ကိုရရှိခဲ့တာကြောင့်မိမိရဲ့ spiritual journey မှာပပလွတ်လပ်လာဖို့ဘလို့ပုံစံမျိုးလေးနေထိုင်ရမလဲဆိုတဲ့အကြောင်းလေးကိုဒီနေ့မှာတော့ညှဝေပေးသွားချင်ပါတယ်။ Teacher တို့အနေနဲ့ spiritual journey ပေါ်ရောက်ရတယ်ဆိုတာဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုအဓိကပြောပြပါမယ်။ Teacher တို့မွေးကလေးကနေပြီးတော့ဒီတတ်တာလုံးပေါ့နော်။ကိုဟာကို ego တစ်ထပ်အုပ်ထားတဲ့ ego self နဲ့နေထိုင်နေတယ်ပေါ့နော်။အဲ့ဒါကိုမှကိုနေထိုင်ပြီးသား used to ဖြစ်ပြီးသား consciousness နဲ့ပြန်တွေ့တယ် this is phenomena ပါကိုပဲဖြစ်တော့လူဝင်စားတစ်ယောက်ကိုဒီ timeline အတူတူမှာပြန်တွေ့ရတာပေါ့နော်အဲ့ဒါကြောင့်တဘာဝလွန်ဖြစ်ရပေါ့အဲ့ဒါကိုလက်ခံမှရမှာပါဒီချက်တို့ကဘာသာတရားတွေနဲ့လည်းမဆိုင်သလိုဒီပေါ့နော်သိပ္ပံနီးကြစဉ်းစားမယ်ဆိုလို့ရှိရင်အချိန်ဆိုတာကမရှိနေဘူးဒီ higher dimension ဖြစ်လေအချိန်ဆိုတာမရှိလေပေါ့ဒီ 3D world မှာတော့ဒီချက်တို့ကအချိန်လေးနဲ့သတ်မှတ်ထားတဲ့ခုနှစ်လရက်ပေါ့ဒါကြောင့် Interstellar ဆိုတဲ့ movie လေးကိုကြည့်ပါအချိန်ဆိုတာက dimension မြင့်လေမရှိပါဘူးဒါကြောင့်ဒီချက်တို့အနေနဲ့ကပေါ့နော်3D world မှာတော့အချိန်ဆိုတာသတ်မှတ်ထားတယ်ဒါပေမဲ့ 5D consciousness ကိုအလွယ်တကူကူးပြောင်းသွားနိုင်ဖို့ 5D မှာ oneness ဆိုတဲ့အရာပေါ့နော်အားလုံးဟာ connected ဖြစ်ပြီးသားဆက်ဆက်နေပါလားအားလုံးကတစုတစည်းရဲ့ဖြစ်ပြီးသားဆိုတာကိုသိစေပေါ့နော်သိစေဖို့ပေါ့ဒီ journey ပေါ်ရောက်ရတာပါဒါကြောင့်ကိုယ့်ရဲ့ spiritual awakening journey လို့ပြောရင်မှန်ကန်ပါလိမ့်မယ်ပို့ပြီးတော့မှန်ကန်ပါလိမ့်မယ်နော်ဒီ channel အနေနဲ့ Darkness at the Soul ဆိုတဲ့ကာလာလေးကိုလွန်မြောက်သွားတဲ့အခါမှာအမြဲတမ်းပြောပြသလိုပေါ့နော်ကိုဟာ pure consciousness ပါပဲဒါဟာ spiritual awakening ရဖို့တွေ့ရတာပါလားဆိုတာကိုသိသွားတယ်အဲကြတော့တော်ပြီဟာကိုဘဝမှာကိုရဲ့ website မှာနေမယ်ဘေးမှာ game site တော့ I don't care ဆိုပြီးတော့လုပ်လိုက်တဲ့ movement တွေကြလို့ရှိရင်ကိုရဲ့ soul ပဲဖြစ်တော့ပေါ့နော် twin flame ခေါ် other self ရဲ့ show ups တွေကိုမြင်ရပါလိမ့်မယ် twin flame နေကြတဲ့မှာအချိန်ဆိုတာရှိမနေပါဘူးဒါကြောင့် twin flame တွေလို့ပြောပေမဲ့လည်းပေါ့နော်ဒီ channel label တွေတက်ထားတာပေါ့ကဲတော့ကိုနဲ့ပြန်တွေ့ရတာ one soul in two body ဖြစ်ပါတယ် one soul in two body ဖြစ်တဲ့အတွက် energy ကို handle လုပ်ဖို့ကတော့ဒီပေါ့နော်မှန်ကန်တဲ့ non duality ကြီးချင်းနဲ့နေထိုင်မှပဲအဆင်ပြေတာပေါ့နော်ဒါမှမဟုတ်ဆိုလို့ရှိရင်တော့ဘယ်လိုပြောရမလဲဒီ 3D စကားနဲ့ဆိုရင်တော့ယူခါသွားအောင်ပဲဖြစ်သွားမှာပေါ့နော်ဘာလို့လဲဆိုတော့ဒါဟာ phenomenon ဖြစ်တဲ့သဘာဝလွန်ဖြစ်ရမလို့ပါနောက်တစ်ခုအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်တော့ internet ပေါ်မှာတော့ဒီ share က soulmate relationship တွေလို့ soul နှစ်ခုတွေ့ဆုံတဲ့ relationship လို့ထင်မိရဖြစ်တဲ့အတွက် subject object relationship လို့ထင်တာပေါ့နော်အဲကြတော့ပုံမှန်လိုပဲပေါ့သူကတနေ့ကျရင်တူတွေ့ကြမယ်လုံးဝ perfect ဖြစ်တဲ့romantic relationship ကြီးလို့ပြောပြနေတာပေါ့နော်တကယ်တော့ twin flame ဆိုတော့ romantic ဖြစ်နေတာတော့မဟုတ်ပါဘူး spiritual awakening ရဖို့တတ်တာပေါ့နော်တွေ့ရတာဖြစ်ပါတယ်အဲ့လိုဆိုရင်တော့တခုတော့ပြောပြပါဦးမယ် twin flame နဲ့မတွေ့ရကြပြီဒီချိန်ကြီးပြန်တွေ့ကြလို့ရှိရင်romantic တွေဖြစ်မှာလားပေါ့ဘယ်လိုဖြစ်မှာလဲကိုကတော့မသိဘူးပေါ့နော် separation consciousness နဲ့နေမိတာဆိုတော့ other self ဆိုတာ run နေတာပေါ့နော်ကိုပြန်မှတ်မိလိုက်တယ်ကိုအရာအားလုံးက surrender လုပ်ချလိုက်တယ်ဆိုတဲ့ movement တွေကြရင်ပြန်ပြီးတော့ show up စီမြင်ရတာပေါ့အဲ့လိုဒီကြားထဲမှာပေါ့နော်အတင်းကိုတဲတန်chase လုပ်မိမယ်ဆိုလို့ရှိရင်တော့ twin flame က energetically push လုပ်လိုက်တာဖြစ်တဲ့အတွက် run နေတာပေါ့နော်အဲ့လိုမျိုးပါဒါကြောင့် internet ပေါ်က link လေးတွေတော့ဘိုင်းလုပ်ဖို့လိုပါတယ် twin flame နဲ့တွေ့တဲ့အခါမှာပြန်တွေ့တဲ့အခါမှာပေါ့နော်ကိုဟာ unity consciousness ကိုတည်ဆောက်နိုင်သွားတဲ့အခါမှာ twin flame နဲ့ပြန်တွေ့တဲ့ movement တွေကြားလို့ရှိရင်ဒီလိုပေါ့နော်ကိုတချင်းလေးလို့ပေါ့ hello darling ရင်လို့ချီကောင်းနေတော့မချင်ရဲ့ပြန်တွေ့ရတာသိဝမ်းသာအဲ့လိုပြောမယ်မထင်လားမဟုတ်ပါဘူးနော်လုံးဝမဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့
other staff ဆိုတာက900ခိုင်နှုန်းပဲအလုပ်လုပ်နေတယ်သိစိတ်နဲ့ပဲရှင်းသတ်နေရပါ short mind ပဲရှိပါတယ်ဟိုတလောကပေါ့နော်ဒီချက်တင်ထားတဲ့ဗီဒီယိုလေးကိုကြည့်ကြည့်ပါ podcast လေးထဲမှာပေါ့နော် human mind map လေးနဲ့ပေါ့နော်3ခုရှိပါတယ်အဲအကြောင်းအရာလေးနဲ့ diagram လေးနဲ့ရှင်းပြထားပါတယ်အဲဗီဒီယိုလေးကိုကြည့်လို့ရပါတယ်အဲထဲမှာဒီချက်တို့ရဲ့ပေါ့နော်သိစိတ်ရယ်မသိစိတ်ရယ် self conscious လို့ခေါ်တဲ့အလွှာရယ်ပေါ့နော်အဲ3မျိုးနဲ့ရှင်းသတ်နေတဲ့လူသားတွေရဲ့သိစိတ်mind အကြောင်းကိုပေါ့နော်ရှင်းပြထားပါတယ်ဒါကြောင့်အဲ့ဟာလေးနဲ့ချိန်ထိုးပြီးတော့လည်းကြည်နိုင်ပါတယ်ဒါကြောင့်900ခိုင်နှုန်းပဲလုံနေတဲ့ other staff တွေကတင့်ကိုပြောဆိုနေတဲ့တော့အတွင်းမှာကိုနဲ့ပြန်တွေ့ရတာဆိုတော့ပြောနေတဲ့ conversation လေး3-4ခုလောက်ကလည်းမှတ်မိပါလိမ့်မယ်ဟိုရှိတော့အကြောင်းအရာတွေပြောပြီးသင်ကစကားနာတွေထိုးမယ်နင်ကငါကိုငါကနင့်ကိုဆိုပြီးတော့လှုပ်လို့ရှိရင်ဒီကြနေရဆက်ပြီးတော့ပေါ့နော် circle လိုပဲလည်နေမှာပါဒါကြောင့်ဒီအကြောင်းအရာလေးကိုလည်းထည့်ပြီးတော့ပြောပြပေးချင်ပါတယ် reminder လေးပေါ့နော်အများနဲ့တော့ရှင်းပြပေးပါတယ် so ဆိုတာကသိုံသိနေရလေးပဲဆိုတာကိုသိစေဖို့ဒီချာနေပေါ်ရောက်ရတာပါပို့ပြီးတော့သိချင်ရင်တော့ဒီချက်ရဲ့ page မှာစာလေးတွေလာဖတ်လို့ရပါတယ်ဒီချက်ရဲ့ YouTube channel လေးမှာပြပြပေးထားတယ် scientifically ဒီကဲကိုပေါ့နော် soul staff ကိုဘယ်လိုနေထိုင်ရမလဲဘယ်လိုနေထိုင်ကျင့်ကြံရမလဲ naturality ဒီချင်းအကြောင်းတွေရဲ့ပြီးတော့ဒီ translator နေဆိုတာ phenomenal ဖြစ်တဲ့သိပ္ပံကြီးချင်းကပ်ပြီးတော့ပေါ့နော်ပြောပြထားတဲ့အကြောင်းအရာတွေပြီးတော့ teacher card ရဲ့နေပေးလမ်းပြမှုတွေကိုပြဝေပေးထားပါတယ် page မှာလည်း naturality ဒီချင်းကိုပြောပြပေးနေရမလို့ဒီချက်ရဲ့ link ပေါ့နော် link လေးမှာ Facebook page လေးလည်းရှိပါတယ်เนาะနောက်ပြီးတော့ coaching class တွေလည်းရှိရမလို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ spiritual awakening journey မှာပေါ်ပါလက်ဖို့ပေါ့နော်ဒီကရည်ရွယ်ချက်ကတော့ကိုပေါ့လွတ်မြောက်ဖို့ကိုဟာနေ့ရက်တိုင်းမှာလက်ပေါ်ပါစွာနဲ့ spiritual journey ကိုဖြတ်သန်းနေထိုင်နိုင်ဖို့အတွက်ကိုချစ်တတ်ဖို့ရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ teacher data ရဲ့ coaching class လေးရှိပါတယ် love you နောက်ထပ်ဗီဒီယိုလေးမှာတွေ့ပါမယ်နော်